Lord of the Mysteries anime ကြည့်ပြီးသားလူတွေကတော့သူ့အကြောင်းကိုသိပြီးသားနေမှာပါဒါပေမဲ့ Lord of the Mysteries အကြောင်းပြောရင်အဓိကအခြေခံကြတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ Beyonders Pathways နဲ့ Sequence တွေအကြောင်းကိုပြောရတော့မှာပါ Beyonders တွေကတော့ Lord of the Mysteries ရဲ့အခြေခံအုတ်မြစ်တွေပါပဲသူတို့တွေကတာမန်လူတွေထက်တာလွန်တဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ် Beyonder ထျောင်ချင်းစီကသူတို့ရဲ့ Pathways အလိုက်မတူညီတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားကြပါတယ်တချို့ကမီးကိုထိန်းချုပ်နိုင်ပြီးတချို့ကရေကိုထိန်းချုပ်နိုင်ကြပါတယ်တချို့ဆိုရင်ကံကောင်းခြင်းကံဆိုးခြင်းတွေကိုတောင်ထိန်းချုပ်နိုင်ကြပြီးတချို့ဆိုရင်လူတစ်ယောက်ရဲ့ဘဝကိုစိတ်ကြိုက်ထိန်းချုပ်ချဲလဲနိုင်တဲ့အစွမ်းတွေကိုပိုင်ဆိုင်ထားကြတာပါ Lord of the Mysteries World မှာ Pathways ဒါမှမဟုတ် Nabia Fear လမ်းကြောင်းလို့ခေါ်ဆိုကြတဲ့ Beyonder Pathways 22ခုရှိပါတယ်ဒါဟာ Lord of the Mysteries Book 1မှာပါတဲ့ Pathways data ဖြစ်ပါတယ်ဒီ Pathways 22ခုကို Standard Pathways လို့ခေါ်ကြပါတယ်Lord of the Mysteries ဇက်လန့်ရဲ့အဓိကဇက်ကောင်ကလိုင်းရဲ့ pathway ဟာ Sia အကြမ်းမြင်စရာလို့ခေါ်တဲ့ pathway ပါ Beyonder pathway တစ်ခုနည်းတိုင်းမှာ sequence သို့မဟုတ်အဆင့်9ဆင့်ရှိပါတယ်အဆင့်9ကအနှိမ့်ဆုံးဖြစ်ပြီးအဆင့်10ကိုတော့အမြင့်ဆုံးလို့ပြောလို့ရပါတယ်အဆင့်9ကနေအဆင့်10အထိကို lower sequences သို့မဟုတ်အဆင့်2အဆင့်2လို့ခေါ်ပြီးအဆင့်9ကနေအဆင့်5အထိကိုတော့အလယ်အလတ်အဆင့် mid sequences လို့ခေါ်ပါတယ်အဆင့်3ကနေအဆင့်1ကိုတော့ high sequences အဆင့်မြင့်အဆင့်တွေလို့သတ်မှတ်ပါတယ်အဆင့်တစ်ဆင့်မြင့်လာတာနဲ့အမျှအစွမ်းတွေကလည်းတိုးပွားလာပါတယ် pathways မတူရေး Beyonders ရဲ့စွမ်းရည်တွေကလည်းတူညီမှာမဟုတ်ပါဘူး pathways မတူပဲ sequence ချင်းတူရင်တောင်တိုက်ခိုက်နိုင်တဲ့စွမ်းရည်တွေကမတူညီပါဘူးဥပမာ client ရဲ့ Sia pathway sequence 9 Sia ဟာဆိုရင်တိုက်ခိုက်ခြင်းကိုအဓိကထားတဲ့ sequence မဟုတ်တဲ့အတွက်တခြား sequence တွေနဲ့ရှင်းရင်အားနည်းတယ်လို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့ sequence တစ်ခုစီတိုင်းမှာအားနည်းချက်အားတာချက်ကတော့ရှိစမြပါပဲဒီနေ့ဗီဒီယိုကတော့ pathways နဲ့ sequence တွေအကြောင်းကိုရေဝီအနေနဲ့ပြောပြတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာ pathways 22ခုကိုတစ်ခုချင်းစီအသေးစိတ်ရှင်းပြပေးပါမယ်အားလုံးပဲကျွန်တော်ကတော့ညီထည့်ပြီးတော့နောက်ဗီဒီယိုမှာတွေ့ကြတာပါဗျာ